ထုံကြခဲ့ပြီးငါဘဝပြောင်းလဲခဲ့တယ်ဆိုတဲ့ရောဆိုပါတို့မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါမွန် channel နဲ့ကြိုဆိုပါတယ်ဒီအပိုင်းမှာတော့ Vine ကအကြောင်းမှာယူဖစ်နာမည်ကြီးတဲ့အကြောင်းတွေမွေးနေ့မှာပဲထုံကြခဲ့ပြီး Vine ရဲ့အမေကထုံအပင်မှာတနေ့အလုံးဆုံးခဲ့ရတဲ့အကြောင်းတွေကိုကျွန်တော်တင်ဆက်တော့မှာဖြစ်ပါတယ် Vine ဘဝရဲ့အကြီးမားဆုံးလက်အပြောင်းဖြစ်လာမယ့်အပိုင်းပါငါနဲ့ငါသူငယ်ချင်းတွေထိုင်လေးရှိတဲ့နေရာလေးတစ်ခုရှိတယ်ငါကခဏရံဖြစ်တော့အကြောင်းမှာရောငါတို့ထိုင်နေတဲ့နေရာမှာနာမည်ကြီးနေပြီလေဆိုတဲ့အဲ့ဒီနေရာကိုလူနည်းနည်းရောက်လာပြီငါနာမည်ကိုအော်ကြတာရောဆိုဝမ်ပြမှာလဲငါတို့မဲနဲ့ချချင်တယ်ပေါ့ငါကအုပ်စုလိုက်ရံဖြစ်ကြမယ်ထင်တာတဘောကသူတို့အုပ်စုနဲ့ငါတို့အုပ်စုပေါ့ငါကအုပ်စုရံဖြစ်ကြမယ်ထင်တာအဲ့ဒါကတော့ငါတည်တဲ့လူတွေကိုခေါ်လိုက်တာအဲ့ဒီပန်းချန်ကိုလူ30ကနေ40လောက်ရောက်လာကြရောငါတို့ကိုလာချမဲ့လူတွေအများကြီးရောက်လာမယ်ထင်နေတာမဟုတ်လားကြည်လိုက်တော့9ယောက်တည်းရောက်လာတာဗျငါတို့40နဲ့သူတို့9ယောက်ကိုဝိုင်းရိုက်မလို့မဖြစ်ဘူးလေးဆိုပြီးโอเคမင်းတို့ကြိုက်တဲ့သူကိုရွေးလိုက်ဒီတယောက်ချင်းမှာစစ်ကြီးပြီးမယ်လို့ပြောလိုက်တာသူတို့ထဲကအကုန်ဆုံးကိုတယောက်ကိုရွှေပြီးတယ်အဲ့ဒီကောင်ကတီချာလီကျင်ထားတဲ့ fighter ဖြစ်မယ်ထင်တယ်ငါမှမသိတာငါတို့ချကြတာငါကတာတော့တယ် Hey man UFC လို့တက်နေပါညာပြောတော့ငါက UFC ဆိုတာဘာလဲ MMA ဆိုတာဘာလဲပေါ့သူတို့ကအဲ့ဒါကိုတိုက်ခိုက်လီကွာမင်းလီကျင်တက်နေပေါ့အဲ့ဒီချိန်မှာကော်နာမာဂီကိုမိုင်ဝါထားတို့ရဲ့ပွဲကပြင်းထန်ဆုံးဖြစ်ခဲ့တဲ့အချိန်ပါငါတော့ကငါစီလာပြီးမင်းရဲ့တိုက်ပြီးနဲ့မိသားစုအတွက်တိုက်ပွဲဝင်တင်တယ်လို့ပြောတယ်သူတာငါအဲ့လိုမပြောရင်ငါဒီလိုဖြစ်လာမယ်မထင်ဘူးဘာလို့လဲဆိုတော့ငါအခုထဲမှာ music ချပေးခဲ့တာလေငါကမိသားစုမှာတူတီတော့ယောက်ျားလေးဆိုတာလိုဝမာနီတော့ကငါအဖေဆုံးတော့တာဗျအဖေဆုံးတော့ပြီးတဲ့နောက်မှာသူကမင်းမိသားစုကိုကာကွယ်ရမယ်မင်းပဲကြံတော့တာဘာညာနဲ့အဲ့ဒီ music ကိုစိုက်ပြီးခဲ့တာအဲ့ဒါနဲ့သူအဲ့လိုပြောလိုက်စရာငါစိတ်ကိုတော်တော်ထိသွားတယ်အဲ့ဒီနေ့ကငါအဲ့လို့ကိုမပြောဘူးခုံအောင်ထဲခုံစိုက်ပြီးအော်နေမိတယ်တိတယ်မလားအော်တာမျိုးလေငါဘာလို့ရမှမတိတော့ဘူးဆိုပြီးတော့အဲ့ဒါနဲ့နောက်နေ့မနေ့ကျတော့အမေကိုဖုန်းဆက်ပြီးကျွန်တော်လက်ဝိထိုးတော့မယ်လို့ပြောလိုက်ပါတယ်အဖေဆုံးတော့ကငါဆုသွန်းခဲ့တယ်အဖေမတီအောင်လုပ်ပြီးရင်ငါဖះကိုယုံကြည်မယ်မဟုတ်ရင်တော့ဒါမဲ့ငါအတော်ပဲငါအကူလမ်းကြောင်းမှပေါ်ပြန်ကြောက်အောင်လုပ်ပြီးခဲ့တာပါငါပေါ်ကုန်းတဲ့မိသားစုရှိပါတယ်ငါအတော်ရှိတာပေါ့အဲ့ဒါကိုပွေထိုးဖို့အကြောင်းပြောပြီးငါပွေထိုးတော့မယ်လို့ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့ဟူစတန်ကပြန်ရောက်တော့အမေကလိကျင်းခွင့်မပေးဘူးဗျငါလိကျင်းလိုက်ရင်ရံဖြစ်တာတွေတင်ယူလိုက်ရင်လမ်းပေါ်မှာပို့ပြီးရံဖြစ်နေမယ်လို့ထင်နေတာဆိုတော့မလိကျင်းရဘူးပေါ့ကျောင်းပဲပြန်တစ်ခိုင်ပြီးတော့ကျောင်းပဲပြန်တစ်ခိုင်တော့ငါပြဿနာတက်မှာထုံကြမှာလို့တကယ်လဲထုံကြတာပဲငါစိတ်ကိုပြောင်းလဲသွားစီခဲ့တာငါအမေက has conti ထုံအပြင်ဘက်မှာနဲ့အလုံးပေါက်ဆုံးနေခဲ့တာကိုတီးလိုက်ရတာငါတို့ရဲ့အကြောင်းထိုင်ပုံးကြီးနဲ့အတူအပြင်မှာရက်ဆုံးနေခဲ့တာအဲ့ဒါကိုတီးလိုက်ရတော့ငါပြဿနာနေရတိုင်းအမေလူမျိုးတို့ခါရောက်ရတာပါလားဆိုပြီးစိတ်လိုက်ကိုပြောင်းတိုးတော့တာပဲအမေကငါ့ကိုအာမခါနဲ့ထုတ်ပြီးခဲ့တယ်အဲ့ဒီနောက်ငါကတွေ့တယ်မလားကျွန်တော်အတွက်ဘာမှအဆင်မပြေဘူးအဲ့ဒါအကြောင်းထွက်မယ်ဆိုပြီးထွက်လိုက်တယ်နောက်နလအထိအမေကလေ့ကျင့်ခွင့်မပေးသေးဘူးအဲ့ဒါနဲ့အိမ်နဲ့အနီးဆုံးဂျင်ကိုငါပါလာရှာလိုက်အဲ့ဒါငါဘဝရဲ့အလဲအပြောင်းပဲနောက်ပိုက်တူမှာလူမိုက်ပုံစံနဲ့ဂျင်မှာတော့ဖြစ်တဲ့ဗန်ကိုဂျင်ကဘလူထူပီပီဆုံးမတာစတဲ့ဗန်ရဲ့နောက်ထပ်အကြောင်းတွေကိုဆုံးကြည့်ပြီးပါကျွန်တော်ဆက်လက်ပြီးတော့တင်ဆက်သွားမှာပါအစအနီဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်တို့အားလုံးပဲကိုယ်စိတ်နှပြချမ်းသာကြပါစေ